ဒါကျွန်တော်တို့ရဲ့ brain function ပေါ့နော်ဒါကအပိုင်း2ရောက်သွားပြီကျွန်တော်ခုနက3မိနစ်နဲ့မပြီးလို့ဒါပေမဲ့လူတွေလည်း3မိနစ်ကြော်ရင်လည်းအာရုံစိုက်မှုမရတော့ကျွန်တော်ခုနပြောတဲ့အချက်9ချက်ပေါ့နော်နောက်ဆုံးဒီဘာသာစကားပေါ့နော် communication လုပ်တယ်ဆိုတာဒီအုံနောက်ကလုပ်တာပေါ့နော်အဲ့တော့အဲ့9ချက်သိတယ်ဆိုရင်နော်9ချက်သိရင်ဆိုရပြီနောက်တစ်ခုကဘာလဲဆိုတော့သူကသိစိတ်နဲ့မသိစိတ်ဆိုတာလည်းရှိသေးတယ်အုံနောက်မှာ conscious နဲ့ unconscious ဆိုတာရှိတယ်ဒါကျွန်တော်တို့ဒါ psychology တက်ခဲ့တော့အဲ့ဒါတွေတောက်လျှောက်တက်ခဲ့ရတာအဲ့ဒါတွေကိုကျွန်တော်တို့ကဟိုရေးရတာပေါ့နော်ဟိုဘယ်လိုပြောမလို့တော့ဒီဘယ်လိုပြောမလို့ assignment ရေးရတာပေါ့နော်သိစိတ်နဲ့မသိစိတ်တခါလေကိုကမသိစိတ်ကလောက်တာတွေရှိတယ်ဟိုသိစိတ်ဆိုတာကိုကသတိထားမိနေတာပေါ့နော်မင်းနိုးတယ်တွေးတယ် emotion ဖြစ်တယ်အဲ့ဒါတွေဘာတွေဖြစ်နေရလဲဆိုတော့သတိထားမိရင်အဲ့ဒါမင်း conscious ဖြစ်နေတယ် conscious ဆိုတာမင်းသတိရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်မင်းဒီဒါဒီလက်ရှိ right now you are reading this ဆိုတော့သူမင်းစာဖတ်နေတယ်ဆိုရင်ဒါမင်းအသိစိတ်နဲ့ဖတ်နေတယ်အခုစကားပြောနားထောင်နေဆိုတာသိစိတ်ပေါ့ကွာမသိစိတ်ကကြတော့အဲ့လိုမျိုးသူကတစ်ခါကျတော့ကိုယ့်ကိုမသိလိုက်ဘူးဒါမသိဘဲနဲ့သူကအိပ်ပျော်တဲ့ချိန် deep sleep ဖြစ်တဲ့ချိန်မျိုးတွေအဲ့ချိန်မှာအတွေးတွေတော့နော်သတိလစ်သွားတဲ့ချိန်မျိုးတွေမသိစိတ်ပေါ့အဲ့မှာချို့ကြဥမာကချလိုက်တယ်ဗါကေနေပါဤပဲကြိုက်ထင်းလိုက်တဲ့ချိန်မှာထွက်လာတဲ့စိတ်တွေအဲ့ဒါမသိစိတ်ပဲသူ unconscious ပေါ့သူကခုနပြောလို့ပေါ့ဥမာကက်တမင်းတွေပါချတဲ့ချိန်မှာထွက်လာတဲ့ချိန်မှာသူကဟိုတခါလေအဲ့လိုပဲလေဟိုမေးစင်းမပြင်းရင်ဝူးွားတယ်ရှောက်ပြောတာပါအဲ့မသိစိတ်ဆိုတာရှိသေးတယ် unconscious ဆိုတာရှိတယ်အဲ့လိုမျိုးပေါ့ဒါကတော့နောက်တိုင်းချိန်မှာအဲ့လောက်လေးပဲပြောတာပေါ့နော်အဲ့ချိန်မှာတကောင်ကမတွေးခေါ်နိုင်တော့ဘူးကိရိယာမဖြစ်တော့ဘူးပေါ့နော်ဝရဝါရဖြစ်နေတယ်စိတ်တွေကတော့ပေါ်နေတာပဲအဲ့ချိန်မှာ unconscious ဆိုတာသူတို့အဲ့လောက်ပဲသိတာဟိုဟာကြအဲ့လိုမဟုတ်ဘူးစိတ်ချင်းလိုက်မှတ်သွားတဲ့အချိန်ကျတော့စိတ်တဏှုပဒနာကျတော့ဒီတပိုင်းဖြစ်သွားပြီဘာသာရေးမှာကျတော့အဲ့အရန်နုစိတ်သွားပြီစိတ်တခုရုပ်90ဆိုတော့90နဲ့နှုတ်လိုက်ရင်1နှုတ်လိုက်ရင်89ခုရှိတယ်စိတ်က89ခုရှိတယ်ကုသိုလ်စိတ်အကုသိုလ်စိတ်ဆိုတော့ဟောဒီမှာအင်္ဂလိပ်နည်းမှာကျတော့ကျွန်တော်ရိုးရိုးလေးပဲ conscious နဲ့ unconscious လို့ပြောတာသိစိတ်နဲ့မသိစိတ်လို့ပဲပြောတာဟိုမှာအဲ့လိုမဟုတ်ဘူးဘာသာရေးမှာကျတော့ဒီဗုဒ္ဓမြတ်စွာဘုရားသူရဲ့စိတ်ကိုခွဲခြားပလိုက်တာကျတော့စိတ်တစ်ခုရုပ်90ဆိုတာ90နဲ့1ကိုနှုတ်လို့ပြောတာ89စိတ်တယ်ဟောအဲ့တော့ကျွန်တော်အဲ့ဆိုကျွန်တော်မရတော့အဘိဓမ္မာတင်တော့မယ်လို့အဘိဓမ္မာပြန်ဖတ်မယ်လို့အစကျွန်တော်အဘိဓမ္မာမသိညင်ဘူးဒါပေမဲ့အဲ့စိတ်တွေကြောင့်သိကျင်တယ်ဆိုရင်တော့ကျွန်တော်ပြောလို့ပေါ့စိတ်တစ်ခုရုပ်90ဆိုတော့89ခုဆိုတာနဲမဟုတ်ဘူးကျွန်တော်ဒီမှာကျွန်တော်နောက်တိုင်းစိတ်ပညာတော့ psychology ကျွန်တော်တက်ဖူးတယ်အဲ့ unconscious ထဲမှာလဲနေတာ unconscious တဲ့နေမပြီးတော့ဘူးအဲ့ဒါကြီးနဲ့ကျွန်တော်တက်ဖူးတယ် conscious unconscious mind နဲ့အဲ့ဒီမှာနေလဲနေတာသိစိတ်နဲ့မသိစိတ်လေးနဲ့လဲနေတာ89ခုဆိုဘယ်လောက်တောင်ဖြစ်မလို့ဒါတကယ်ညံတော်ဆိုတာကျွန်တော်အဲ့ဒါကိုပြောချင်တာလူရဲ့thinking ပမာဏကြော်သွားပြီကျွန်တော် psychology တက်ထားတယ်เนาะကျွန်တော်ဒီ professional diploma ယူထားတယ်เนาะဒါပေမဲ့ကျွန်တော်ဒီကြွကျင်တာမဟုတ်ဘူးအဲ့တော့တစ်ဆင့်ထပ်လုပ်မယ်ဆိုရင်သူက counseling သွားမယ် CBT ပေါ့ကွာအဲ့လိုမျိုးသွားတာဟိုမဟုတ်ဘူးစိတ်ကူတာမဟုတ်ဘူးအယူစိတ်ကူတာမဟုတ်ဘူးစိတ်ဖြည့်သိမ့်ပေးတဲ့ဆရာကိုပြောတာ counseling ဆရာကိုကျွန်တော်တင်ထားတာထပ်တက်ဖို့ပဲလိုတော့တာเนาะ